အခုလက်ရှိထားနေတဲ့စပင်ကေကနေပြီးတော့နောက်ထပ်စပင်ကေအသစ်တစ်မျိုးကို change ကြည့်ချင်တဲ့ browser တွေအတွက်ကိုဘလို့အချက်လက်တွေကိုအဓိကထားကြည့်ပြီးတော့ချိန်တင်မချိန်တင်စဉ်းစားတင်လဲဆိုတာကိုဒီဗီဒီယိုကနေပြီးတော့မျှဝေပေးမှာဖြစ်လို့ဒီဗီဒီယိုကိုဆုံးဖြတ်ကြည့်သွားပါအဓိကစပင်ကေလက်ရှိထားနေတဲ့စပင်ကေကနေပြီးတော့နောက်စပင်ကေအသစ်တစ်မျိုးကို change နေတဲ့ browser တွေကြည့်ရမယ့်အချက်ကတော့၃ချက်ရှိပါတယ်နံပါတ်၁ကတော့ကိုယ့်ရဲ့ face shape ပေါ့အဓိကကတော့အဲ့ဒါရေးကြည့်တယ်ကိုယ့်မျက်နှာ face shape နဲ့လိုက်မဲ့ hair style မျိုးရွေးချယ်ပြီးတော့ change တာတော့အဆင်ပြေတယ်ပေါ့နော်အများတွေထားလို့ကိုက like မလားဆိုပြီးထားတာတဲ့ကိုယ့် face shape ကိုကြည့်ပါနံပါတ်1နံပါတ်2ကတော့ကိုယ့်ရဲ့စံသားကိုကြည့်ရမယ်ကိုယ့်ရဲ့စံသားကကိုထားခြင်းတဲ့စပင်ကေမျိုးထားလို့သင့်တော်မဲ့စံသားမျိုးဟုတ်မဟုတ်နံပါတ်2အဲ့ဒီအချက်ကိုကြည့်ရမယ်နံပါတ်3ကတော့ကိုယ့်ရဲ့ lifestyle ကိုကကြောင်းသားလားယုံသမားလားကိုဒီဆက်ဆက်နေတဲ့လူလားပေါ့နော်ဒီအချက်ကိုလည်းကြည့်ဖို့လိုတယ်ဘာကြောင့်လဲဆိုရင်ကိုဒီဆက်ဆက်နေတဲ့လူကယုံသမားလို့တည်တည်တတ်ထားတဲ့ကေမျိုးကိုသူကြိုက်မှာမဟုတ်ဘူးယုံသမားကလည်းကိုဒီဆက်ဆက်နေလို့ရှိရင်သင့်တော်မှာမဟုတ်ဘူးပေါ့ဗျာဒီသဘောတရားပါပဲဒါကြောင့်မို့စပင်ကေချင်းကျင်တဲ့ညီကိုတွေအနေနဲ့ကတော့ကိုကကေအစ်တစ်မျိုးပြောင်းပြီးတော့ညှက်ကြည့်ကျင်တယ်ဆိုရင်ခုနပြောခဲ့တဲ့ face shape ရဲ့စပင်စံသားမျိုးစားပုံစံရဲ့ကိုယ့်ရဲ့ lifestyle ရဲ့ကိုကြည့်ဖို့လိုအပ်ပါတယ်ဆိုတော့ကိုကျွန်တော်ဒီလိုကနေပြီးတော့ညှောက်ပေးလိုက်ပါတယ်ဗျ။ဒါလို့ဆိုရင်ညီကိုတို့လည်းစပင်ကေချင်းလို့သင့်တော်မသင့်တော်ဆိုတာကိုစဉ်းစားလို့ရတော့ပြီဆိုတာကိုကျွန်တော်ပြေဝယုံကြည်ပါတယ်။ဥပမာဒီ comment မှာမေးထားတဲ့ browser ဆိုရင်သူကဘေးခွဲကနေပြီးတော့ model ညှက်လို့ရလာဆိုရင်တော့ကိုယ့်ရဲ့စံသားနဲ့ face shape နဲ့ခုနပြော lifestyle တွေကိုကြည့်ရမယ်ပေါ့နော်။ဘေးခွဲထားပြီးတော့ model ထားတာတော့တိတ်ပြီးတော့မဖိုင်းလို့တော့ကျွန်တော် personal အမြင်ရတော့တင်တယ် model ထားမယ်ဆိုရင် cutting အလဲခွဲတို့ဒါမှမဟုတ်လေအရှိချတဲ့ပုံစံတို့ side front တို့ဒီပုံစံလေးတွေရပဲ model နဲ့ပို့ပြီးတော့တင်တော်ရဆိုတာကိုကျွန်တော် tips ပြီးတော့ recommend ပေးပါတယ်ဗျ။အခြားသိချင်တဲ့မိကုန်းနေရှင်လည်းအောက်မှာဝင်ရောက်ဆွေးနွေးမိသွားလို့ရပါတယ်ဗျ။ဆုံးဖြတ်ကြည့်ပြီးတဲ့တယောက်ချင်းကိုကျေးဇူးပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။